ငါတို့မတွေးခဲ့တဲ့ဘူးတဲ့ဆိုလိုချင်တာကအတိတ်တုန်းကပေါ့နော်ငါတို့တယောက်နဲ့တယောက်မတွေးခဲ့ကြတဲ့ဘူးဆိုတာကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးအတိတ်တုန်းကမလုပ်ခဲ့တဲ့ဘူးအတိတ်တုန်းကလုပ်ခဲ့တဲ့နဲ့ဆိုပြီးတော့မလုပ်ခဲ့လိုက်ရလို့နောင်နာရနေတဲ့အကြောင်းတွေလုပ်ခဲ့မိလိုက်လို့နောင်နာရနေတဲ့အကြောင်းတွေကိုပြောချင်တဲ့အခါမှာအသုံးပြုရမယ့် pattern လေးတစ်ခုရှိပါတယ်ဒါလေးကကြတော့ should have plus verb 3ပဲဖြစ်ပါတယ် verb 3ဆိုတာက past participle ကိုပြောချင်တာပါဥပမာထားပါတော့เนาะ eat eat ဆိုရင်သူ့ရဲ့ verb 3လေးက eaten eaten ဖြစ်သွားပါမယ်အကယ်လို့ cook cook ဆိုလို့ရှိရင် cook ရဲ့ verb 3လေးကအနောက်မှာ ed လေးထည့်လိုက်ရုံပါပဲဟုတ်ပြီเนาะဒီလိုမျိုးစကားလုံးတွေကိုပြောတာပါပြီးရင်တော့ should have လေးနဲ့တွဲလိုက်တယ်ဆိုရင်ငါအတိတ်တုန်းကဒါကိုလုပ်ခဲ့တဲ့နာငါအဲ့ဒါကိုချက်ခဲ့လိုက်တဲ့နာငါဟင်းကိုချက်ခဲ့လိုက်ရမှာငါဒီမုံကိုစားခဲ့လိုက်ရမှာဆိုပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့မလုပ်ခဲ့တဲ့ဘူးမဖြစ်ခဲ့တဲ့ဘူးလို့ပြောချင်နေဆိုရင်တော့အဲ့ဒီ should နဲ့ have နဲ့ရဲ့ကြားထဲမှာ not လေးကိုထည့်ရေးပေးရပါမယ်ဥပမာထားပါတော့နော်ငါတို့တွေ့တယ်ဆိုပြီးတော့ပြောကြည့်ရင် we ဒီမှာသုံးရမယ့်ဟာကတွေ့တာက meet နဲ့သုံးလို့ရတယ်သို့တော့မတွေ့ခဲ့တဲ့ဘူးလို့ရေးကြည့်ရင်အဲ့ဒီ verb ကြီးတစ်ခုလုံးရဲ့နေရာမှာ should not have နဲ့ဒီ verb ကို verb 3ပုံစံပြောင်းပြီးလာရေးရပါမယ်အဲ့တော့စပြီးတော့ရေးပါမယ်We should not have ပြီးသွားလို့ရှိရင်တော့အနောက်ဆုံးကအဲ့ဒီ meet ဆိုတဲ့ verb လေးကို verb 3ပုံစံလေးပြောင်းရမယ်ဆိုတော့ meet ရဲ့ verb 3က met ဖြစ်သွားပါတယ်ဒါဆိုရင်စာကြောင်းလေးက we should not have met ငါတို့မတွေ့ခဲ့ကြတဲ့ဘူးငါတို့တယောက်နဲ့တယောက်မတွေ့ခဲ့တဲ့ဘူးလို့ပြောချင်တာဖြစ်ပါတယ်အလားတူပါပဲငါအများကြီးမစားခဲ့တဲ့ဘူးလို့ပြောကြည့်ရင်လေငါ I eat ကိုပဲခြေလို့ဆက်ပြီးတော့အစားထိုးပြီးတော့ရေးပါမယ် I should not have eaten အများကြီးဆိုတော့အဲ့ဒီနေရာလေးမှာပေါ့နော်that much နဲ့ရေးလဲရတယ် a lot နဲ့ရေးလိုက်ရင်လည်းရပါတယ်ကိုကအများကြီးစားခဲ့လိုက်လို့နောင်တရရပေါ့နော်I should not have eaten a lot ငါအများကြီးမစားခဲ့တဲ့ဘူးဆိုပြီးပြောလို့ရပါတယ်အဲ့ဒီမှာ should နဲ့ not နဲ့ကိုရေးရတာစိတ်ညစ်တယ်ဆိုလို့ရှိရင်အတူလေးပေါ့နော်ရေးလို့ရပါတယ် shouldn't I shouldn't have eaten a lot ငါအများကြီးမစားခဲ့တဲ့ဘူးဟဲ့ငါအများကြီးမတောက်ခဲ့တဲ့ဘူးဟဲ့ဆိုပြီးတော့မှကိုကအများကြီးတောက်လိုက်လို့နောင်နာရခဲ့တဲ့အကြောင်းတွေဒါကိုအတိတ်မှာလုပ်ခဲ့မိလိုက်လို့နောင်နာရခဲ့တဲ့အကြောင်းတွေကိုပြောကြည့်ရင် hori pattern လေးကိုအသုံးပြုလို့ရပါတယ်ဒါဆိုရင် hori လို့ sentence တွေကိုနားလည်သွားရင်ဒီစာကြောင်းလေးကိုကြိုးစားရေးခဲ့ပေးကြည့်ပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်